ရဲ့ video တွေကတော့ beginner တွေဥတည်တဲ့အတွက်ကြောင့်နည်းနည်းဟိုတိပိသားသူတွေအတွက်တော့ကြော်တော့မကြည့်တယ်ဘာမှမဖြစ်ပါဘူးပေါ့နော်အခုကတော့ okay ဆိုတော့စပြီးတော့သွားရအောင်ပထမမှာ sign in လုပ်လို့ရကို email နဲ့ sign in လုပ်ပေါ့နော် sign in ဘယ်လိုလုပ်ရလဲဆိုတာတွေကိုလည်း video တွေကိုလည်းတင်ပေးထားတယ် YouTube channel လေးမှာသွားပြီးတော့ကြည့်လို့ရတယ်နော်အဲ့ဒီကနေအခုဆိုလို့ရှိရင်တော့ Spark collection ကိုပဲသွားလိုက်မယ်နော်ဒီမှာနာမည်ပြတော့ Kplace email နာမည်က Kplace FAL ဆိုတော့ Kplace team ဆိုပြီးတက်ပေးထားတယ်မှာကိုကနာမည်ပြောင်းမယ်နော်ဒီမှာ K နင်းဒီနေ့ကတော့ KK နင်းနဲ့ဆိုရင်ပါပီလေးရဲ့နာမည်ကိုပေးထားပါတော့အခုတော့ဒီတော့လက်ထဲတော့မရောက်သေးပါဘူးအဲ့လိုရွေးရမှာတော့ဒါကပြောတာဒီမှာကတော့ no thanks ဆိုတာ yes ဆိုရင်တို့က yes ကိုဒါလုပ်ပြီးတော့ continue ကိုသွားလိုက်မယ်ဆိုလို့ရှိရင်เนาะတို့ဟိုရွေးပေးထားတဲ့ automatic လုပ်ပေးထားတဲ့ swag လေးကိုရမယ်ကိုကတော့ဒီနေ့ကတော့ K ရဲ့ swag ကို pin ဖို့အတွက်ကို K ဘယ်လိုစဉ်းစားလဲဘယ်လိုမျိုးလေးတွေရွေးချယ်လဲပေါ့နော်ကစားသမားကိုเนาะအဲ့လိုမျိုးကိုယ့်ရဲ့ K ရဲ့စဉ်းစားပုံစဉ်းစားနည်းတွေ K ဘယ်လိုရွေးချယ်လဲတွေကိုပြပြပေးမှာဖြစ်တဲ့ကြောင့်အတူတူပဲသွားလိုက်ကြမယ်เนาะ no thanks I will go solo ဆိုတာလေးကိုနှိပ်ထားမယ်ပြီးရင် pick ထည့်ကိုသွားမယ် okay okay ဒီမှာဆိုရင်စပါပြီဒီမှာ deadline က22ရက်နေ့ပေါ့နော်စနေမှာဆိုစနေနေ့ည12နာရီမှာမြန်မာနိုင်ငံ12နာရီစနေဒီမှာတော့12နာရီခွဲပေါ့နော်ထိုင်းစနေဖြစ်နေတယ်စနေခွဲမှာ game 1 deadline ပိတ်တယ်အဲ့ဒီအချိန်ကျော်သွားလို့ရှိရင်ကိုယ့်ရဲ့team ကအတီးဖြစ်သွားပြီပေါ့နော်ပြင်လို့မရတော့ကိုယူထားတဲ့ကစားသမားတွေကိုလောက်ထားတဲ့ captain တွေဒါတွေကအတီးဖြစ်သွားပြီပေါ့နော်ဆိုတော့အခုကတော့လုံးဝအစ်စ်ပေါ့နော်အစ်ဒီနှစ်ကတော့ပုံမှန်အဖြစ်နည်းနည်းလေးပြောရမယ်ဆိုလို့ရှိရင်တော့ပုံမှန်အဖြစ်တော့အသင်းကိုရွေးပြီးဆိုရင်မိနစ်ကအရှိနှစ်တင်မှာဆိုလို့ရှိရင်တော့ဟာလန်ဆာလာပေါ့နော်ဒီ CI နှစ်ပါးရှိရဟာလန်ယူမာလာဆာလန်ယူမာလာဆာလာယူမာလာဒါမှမဟုတ်ဟာလန်နဲ့ဆာလာကိုယူပြီးတော့ပဲလုံးဝ premier ကျူရဲ့ squad ကြီးပဲလုံးဝလုံးမာလာအဲ့ဒါဆိုရင်တော့တည်ရမလားလုံးဝယူရတဲ့ကစားသမားတွေဘာမှမရှိတော့ဘူးပါအဲ့ပြီးတော့သူတို့နှစ်ယောက်နဲ့နေမယ်ပတ်စံအများများသွားပြီပေါ့နော်ဒီနှစ်ကတော့ဆာလာလုံးဝမရှိပါဘူးဆာလာလုံးဝမရှိပါဘူးဆာလာလုံးဝမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်ဟာလန်ကတော့ထည့်ရမှာပေါ့နော်။ကေကတော့ဟာလန်နဲ့ကစားမယ်လို့ပဲပြောပါမယ်ပေါ့နော်။ Okay ဒါဒီပိုင်းလေးပါ။ဒီကနေပြီးတော့ formation လေးကိုပြောရမယ်ဆိုလို့ရှိရင်တော့ဟိုပေါ့နော်ကိုယ့်ရဲ့ swag ကိုဘယ်လိုကစားနေတယ်တော့ပုံမှန်ဖြစ်လူတွေကတော့4-3-3-5-2ကပုံမှန်သူတို့ကစားနေကြတာပေါ့နော်။ဟိုရွေးနေကြပုံစံပဲပေါ့နော်။ဒါပဲကစားလိုက်မယ်။ဒီကဘာမှစောင့်လဲဆိုရင်ဒါတော့ formation လေးကြောင်ပြောတာပါ။ဒီမှာကေဘယ်လိုဘယ် formation ဘယ်ကစားနည်းနဲ့စောင့်လဲဆိုတာလေးကိုတော့ဆက်ပြီးတော့ကြည့်ရှုပေးပါအောင်။ဒီကနေမှာအခုဆိုလို့ရှိရင်တန်း100ပေးထားတယ်။ဂိုးသမားကိုတက်ကြည့်ရအောင်တက်ကြည့်ရအောင်ကုသမားကတော့အခု total point နဲ့ပေါ့နော်ဒါ total point ဒီဟာတွေကလည်းဒါလေးရနော် total point နေနဲ့ကြည့်လို့ရမယ်နော်ပတ်စင် game week point နဲ့ကြည့်လို့ရမယ် price နဲ့ကြည့်လို့ရမယ်ဈေးနှုန်းနဲ့ကြည့်လို့ရမယ်လူတွေဘယ်လောက်များများပစ်ထားကြလဲဆိုတာကြည့်လို့ရမယ်နော်ဒီလောက်နဲ့ပဲရပါပြီเนาะဒီလောက်နဲ့ပဲဟိုဟာလောက်တာအကောင်းဆုံးပါပဲဒီလောက်တိထိုင်ရပြီလို့ပြောချင်တာပါเนาะဒီကနေမှာပထမဦးဆုံးဒီဂိုးသမားကိုနည်းနည်းစဉ်းစားမယ်ဆိုရင်တော့ Raya ကတော့လုံးဝပေါ့เนาะမနစ်ကတော့ဟို total point မှန်ပဲလက်ရှိရှင်းမယ်ဆိုရင်တော့မှလည်းထိတ်ဆုံးမရောက်နေเนาะဒီမှာ Raya 6.0ဈေးရတော့ဆေးလေးကတော့များပါတယ်ဒါကတော့ဖြစ်တင်ပါတယ် okay ဆိုတော့ဒီမှာ tin selected နဲ့တော့ကြည့်အောင် oh my goodness เนาะ Raya stay Raya အစနေပါเนาะ okay ဆိုတော့ let's see ပွဲစဉ်ကြည့်အောင်ပွဲစဉ်ကြည့်မယ်ဒီ picture မှာတော့ကြည့်လို့ရတယ်เนาะ picture မှာတော့ကြည့်မယ်ဆိုရင်ဒီမှာလာမယ်ပထမဆုံးเนาะတန်တက်တင်လေးနဲ့တွေ့မယ် ချက်စီလာမယ်ပြီးရင်เนาะပွဲရကောင်းပြီ Sunderland ပွဲစဉ်တွေကကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကအနီလေးတွေစိမ့်လေးတွေပြထားတယ်ဆိုတာတော့ပုံမှန်အပြင်တော့အတင်းကြီးနာမည်အကြီးကြီးပေါ့နော်ကြီးကြီးကိုဘာလို့ချက်စီလိုမန်စီးတီလိုမန်ယူလိုဒါနဲ့တွေ့တယ်ဆိုလို့ရှိရင်တော့အကုန်လုံးအနီတွေပြနေတာပဲသိလားဒါပေမဲ့ကိုကသိရမှာပေါ့နော်ကိုကသူတို့ကအနီပြထားပေမဲ့ကောဒီပွဲစဉ်မှာသူတို့ရဲ့အတင်းတွေကဟုတ်လားပေါ့နော်အခုလက်ရှိချိန်နေနဲ့ဟုတ်သေးရဲ့လားဆိုတာလည်းစဉ်းစားဖို့လိုတယ်ပေါ့နော်โอเคဒါကတော့Arsenalပွဲစဉ်ဒါ not bad လို့ပြောလို့ရတယ်เนาะနောက်ပြီးတော့ပြောချင်တာကတော့ပွဲစဉ်တွေကိုကကစားသမားတွေခေါ်ယူပြီးဆိုရင်ဒါဒီတပွဲတည်းတော့မဟုတ်ပါဘူးပေါ့နော်ဟိုပွဲကိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲရှေ့တော့ကိုစဉ်းစားမှာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်တော့Raya ရှိမယ် Spa 2ယောက်ရှိတယ် Spa 2ယောက်တော့ထည့်ထားတယ်เนาะဆိုတော့ဘသူ့ကိုသုံးမယ်လို့မသိကြလို့ဖြစ်မယ်เนาะဈေးလည်းနေတာကို 4.0 4.5 ဆိုတော့ဈေးလည်းနေတယ်ရှောက်စဉ်းစားကုန်ပြီ Spa ကိုတမ2ယောက်ထည့်ပြီးပေးခေါင်းလာရပါ right တကယ်တော့ကြိုက်တာမဟုတ်ဘူးကောနော်ခေါင်းထဲမှာဆွမ်းတာလို့ဆိုရင်ကိုတမဆိုသွားပြီးစဉ်းစားပြီးလိုက်ပါ pink 4လို့ဒီမှာ set ဆိုဘယ်ရောက်နေမှတော့မသိဘူးအောက်မှာရောက်နေเนาะ 5.0 တော့ဖြစ်တယ်ဗျဈေးကတော့မနေဘူးเนาะ 5.5 big 4နဲ့ဒီမှာပြီးသွားရင် okay Spa ပွဲစဉ်လေးတစ်ချက်ကြည့်ကြမယ်เนาะ Spa ပွဲစဉ်လေးမှာကြည့်ရင် Spa ပွဲစဉ်လည်းမဆိုးဘူးလို့ပြောလို့ရNottingham Forest ကတော့တစ်ချက်စဉ်းစားဖို့လဲပါဆို Nottingham Forest ကအခုနီးပြအတိတ်ရောက်နေပြီဆိုတော့လေသူ့နီးပြလည်းကောင်းတယ်ဒါမျိုးလေးတွေထည့်စဉ်းစားတာပေါ့နော်ဒါကတော့ဒီအခုပြောသွားတာလေးဒါကိုသမားတယောက်ထဲမှာပဲစဉ်းစားတာမဟုတ်ကစားသမားတိုင်းအဲ့လိုပုံစံမျိုးလည်းစဉ်းစားတယ်ပေါ့နော်အတင်းကဘယ်လောက်ယူထားကြလဲဈေးကဘယ်လောက်ရှိလဲဒါမျိုးလေးစဉ်းစားရမယ်ပေါ့နော်ဒါစဉ်းစားပုံလေးကိုကြံပြပြောတာပြီးသွားလို့ရှိရင်ပြစ်မယ်ဆိုလို့ရှိရင်တော့ကိုကတော့အခု okay ဒါစဉ်းစားပုံလေးလည်းနည်းနည်းပြောပြသွားပြီဆိုတော့ဒီမှာတန်း100နဲ့15ယောက်ကိုယူရမှာကွာ15ယောက်ကိုဖြစ်ရမှာဖြစ်တဲ့ကြောင့်အရင်ဆုံးဟာလန်ကိုယူမယ်လို့ပြောထားပြီးသား right ဆိုတော့ let's do it ဟာလန်ကိုယူထည့်ပါပြီဟာလန်ခဏထားလိုက်မယ်ပြီးလို့ရှိရင်ဆွမ်းနာပြောနေနည်းနည်းအုံနောက်ထဲမှာကိုလှုပ်နေမှာ let's do ဒီကိုသမားတယောက်ကိုထည့်လိုက်မယ်အဲ့စလောင်နည်းနည်းစဉ်းစားလိုက်မယ်နော်ဘာလို့လဲ6.0တို့ကတိတ်မတုံးနေဘာလို့ဆိုတော့ဘက်ဒါပင်ပေတီ Raya ကိုမယူလဲအာဆင်နယ်ကနေတော့ကိုပိတ်ကမယ်အာဆင်နယ်ကနေ3ယောက်ကတော့အနည်းဆုံးပိတ်ကမယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပြီးအဲ့3ယောက်ကလည်းဒါမတိတိကျကျထည့်ပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်က3ယောက်ပိတ်တယ်ဆိုရင်ကစားသမား
ကတသိန်းကနေ3ရောက်ပဲ pick ခွင့်ယူခွင့်ရှိတယ်ပေါ့နော်3ရက်ထက်ကျော်လာလို့ရှိရင်ယူလို့မရပါဘူးဥပမာအခု Royal ထည့်ထားမယ်ဆိုလို့ရှိရင်ကိုယ်စကားနဲ့မှာလာပြီး Royal ထည့်ထားမယ်ဆိုတော့တို့ကဒီအသိ15ရောက်ထဲမှာအလဲတန်းနေနောက်တန်းနေမှာ3ရောက်တော့အလဲတန်းနောက်တန်းရှင်းအောင်ထည့်လို့မရတော့2ရောက်ပဲဖေးနေ2ရောက်ကိုထည့်မှလည်းပဲစဉ်းစားရအောင်ပါပေါ့နော်အခုစပါးကို2ရောက်ကိုတမထည့်ထားရဆိုလို့ရှိရင်စပါးကနေကျွန်မနောက်တစ်ယောက်ပဲထည့်ဝင်စပါးတဲ့ယောက်ကျွန်မဘယ်လိုထည့်မှာလဲကျွန်မအုံနောက်မှာရှိတယ်ကျွန်မသွားလိုက်ပြီမြန်မြန်လေးယူလိုက်မယ်နော်defend ကိုရွေးမယ်ဆိုရင် borrow ရွေးမယ်ကျွန်မ start စဉ်းစားတယ်ကျွန်မတိုက်ခဲ့သူလေနော်အခုကျွန်မပွဲစဉ်နေရှင်းမှလည်းကျွန်မနည်းနည်းကြည့်ထားလိုက်ရှိတယ်မန်ယူမစိုးပါဘူးသူရဲ့ပွဲစဉ်အချိန်ရောက်ကြည့်လိုက်တာပွဲစဉ်ကကောင်းတယ်လို့ပြောလို့ရတယ်ဒီလားဆိုတော့ထည့်ထားလိုက်မယ်နော်ထိတ်ဆုံးမှရှိတယ်သူ့ကိုကြာတော့ဒီမှာ percentage နဲ့ရွေးရင်လည်းသူကထိတ်ဆုံးမှရှိနေတယ်okay price ကလည်းကြည့်လိုက်တာဒီမှာလေ 4.5 ပဲဆိုတော့ stake ပေါ့နော်ဒါပေမဲ့ဆန္ဒပြောသလိုပဲ Arsenal ကယူရမယ်လို့ပြောထားတယ်နော်ဆိုတော့ right out ယူဆိုရင် defend ကနေပြီးတော့ Arsenal တယောက်ကယူရမှာပေါ့နော်ဆိုတော့ Gabriel ပဲရွေးမှာလားလို့စဉ်းစားရတယ်ကျွန်မအဲ့ဒါစဉ်းစားရမယ်နော်ဒါပေမဲ့ဒီတယောက်ကိုလည်းကြိုက်တယ်နော် Gabriel လည်းကြိုက်တယ်ဒီမှာ 8.0 ဆိုကျွန်မထားလိုက်အောင်ပဲသူကမစိုးဘာဖြစ်လို့ဆိုတော့သူမနေ့ကတော့တွင်းတယ်လို့သိထားတယ်ဆိုတော့လေဆိုတော့သူ့ကိုလည်းရွေးသူ့ကိုခဏထားလိုက်မယ်ဘာလို့လဲ Gabriel 8.0ဆိုတော့ကျွန်မစိတ်ထဲမှာတိတ်တက်တာမတာဖြစ်နေတယ်သိလား okay နောက်ထပ်တယောက်ကိုဘယ်သူထည့်ရုံလဲ Man City တို့ဘာလို့လဲထည့်တင်တာပေါ့နော်ဒီလိုအတင်းကြီးတွေကကြတော့ကွာအဲ့ဒီမှာစကားပြောသွားပြီအဲ့ဒီမှာတစ်ခုကိုထည့်ပြောရမယ်ဆိုလို့ရှိရင်မနစ်ကမှစပြောင်းလာတဲ့ route တစ်ခုကျွန်တော်ရှင်းနေတယ်မှာဆိုရင်သိစင်းစားရအောင်ဘာလဲဆိုတော့နောက်တန်းကစားသမားတွေကclean sheet အရင်ကအမှတ် clean sheet ကိုအကူရအောင်နော်အခုက Defcon ဆိုရင်အမှတ်ကိုလည်းအကူရတယ် Defcon ဆိုတာကနေလည်းအမှတ်ကရတယ်ဆိုတော့ပြောချင်တာနောက်တန်းကအမှတ်နည်းနေပေမဲ့လည်း Defcon နဲ့လည်းကွာရနိုင်တယ်ကွာဆရာကြီးတော့မဟုတ်ဘူးဒါပေမဲ့ Defcon ကနေပြီးအမှတ်တွေရနိုင်တယ်ဒါကြောင့်ဆရာကြီးတွေလို့ဈေးမကြီးပဲနဲ့ပိုးချောင်းကောင်းလေးနဲ့ရထားပြီးတော့လည်းဆရာကြီးတွေလောက်အမှတ်တွေကရှိနေနိုင်တယ်ကွာအဲ့ဒါလေးလည်းထည့်စင်တာဖို့လိုပဲပေါ့နော်ဒီမှာ Man City ကိုတယောက်ထည့်ချင်တယ်ကျွန်မနောက်ထပ်တစ်ယောက်ထည့်ချင်တယ်နောက်တစ်ယောက်ကကျွန်မဘယ်သူ့ထည့်ချင်တာလဲဆိုတော့ Tarkowski ကိုထည့်ချင်တာ Crystal Palace ကပေါ့နော်ကျွန်မအခုအဲ့ဒါလေးကိုကြည့်ဖို့အတွက်ဆိုရင်သူက total point မှာတော့ရှိတော့တယ် yes total point မှာဒီမှာနော် 6.0 မှာဆို 6.0 ဆိုတာကမစိုးလို့ကျွန်မပြောလို့ရပါတယ်တို့က okay Tarkowski ရဲ့ပွဲစဉ်လေးကိုချက်ကြည့်မယ်ဗျာအဲ့ဒါလဲပေါ့နော်အများနဲ့ဟိုရှေ့မှာတို့ပြောခဲ့တယ်လို့ပဲရှေ့မှာပြောခဲ့တယ်လို့ပဲပေါ့နော်ကိုယ့်ရဲ့ကစားသမားတယောက်ကကိုကတပွဲလေးကိုတုံးမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့လူတွေကစိတ်ကမထိနိုင်ဘူးတို့လည်းဒီလိုပြောနေပေမဲ့တို့စိတ်ကိုမထိနိုင်ဘူးတပွဲတည်းတို့ရဲ့ဥမာတို့ကတော့ဒီကစားသမားကိုယူထားလိုက်တယ်ဒီဘက်မှာအခုစရွှေ့ပြီပေါ့နော်ဒါပေမဲ့ဒီဘက်မှာဒီကစားသမားပလန့်သွားတယ်နောက်တစ်ပတ်အတွက်ကြတော့ရောင်းရွှေ့လေးလုပ်လေးလို့ပေါ့ဒီဘက်မှာကောင်းထားတဲ့အဲ့ဒီမလားကိုစီမမပါတဲ့သူကိုဝယ်ချင်သွားပြီဆိုပြီးတော့ကိုယ့်ရဲ့ပလန့်သွားတဲ့ကစားသမားကိုရောင်းသွင်းထားတဲ့သူကိုဝယ်လိုက်ပေါ့ပြီးလည်းပြောခင်မှုလဲစားလဲစားကိုရောင်းလိုက်ပြီးတော့ plan ဖြစ်လို့ရောင်းလိုက်တဲ့သူကအမှတ်တွေရကိုတွေသွင်းစစ်တွေယူအရင်တစ်ပတ်ကကောင်းထားတယ်ဆိုပြီးကိုလည်းဝယ်ဥလိုက်တော့မှကိုလက်ထဲလေးရတော့မှ plan သွားရလည်းရှိရကွာဆိုတော့အဲ့ဒါရဲ့ကြောင့်ကစားသမားတယောက်ကိုကြံပေးချင်တာကတော့3ပွဲလောက်ထားတင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ3ပွဲဒါရင်ရှိသွားမှာဟုတ်3ပွဲလောက်မှာအမှတ်ကတော်ရင် okay တော့ဆိုရင်တော့ပြောင်းတင်တယ်ပေါ့နောက်ပြီးတော့အခုဆိုလို့ရှိရင်အရင်တုန်းကဆိုရင်ဟိုမိနစ်ကပြောင်းလာတဲ့ Rudy ကတော့တော်လေးကိုမှကစားသမားတွေအတွက်ကိုကောင်းပါတယ်ကောင်းတယ်လည်းရှိရကောင်းတယ်လည်းရှိမှာဘာလိုမျိုးလဲဆိုလို့ရှိရင် transfer တွေကို तू က safe ဝင်ပေးလာတယ်ပေါ့နော်ဒီတော့ transfer တွေ safe လို့မရအခု transfer လေးရောက်လို့ safe လို့ရတော့ကွာလဲဖို့အရင်အားတန်နေရထက်စဉ်းစားမှာပေါ့နော်တန်လားမတန်လားပေါ့နော်အဲ့လိုစဉ်းစားတင်တယ်ပေါ့နော်မမိုင်း okay မိုင်းနဲ့တေးတန်အရင်မတုံးတင်တာမျိုးဒါပေမဲ့ရှေ့က basic video မှာတော့ပို့ပြီးပြောထားတာရှိတယ်ပေါ့နော်โอเคဥဆက်ယူလိုက်ကြမယ်နော်နည်းနည်းလေးချိန်ရက်ကြနေလေးရလည်းပေါ်ချင်တာဆိုโอเคရွေးရအောင် oh my goodness ဒီမှာသူ့ကိုကြိုက်တယ်တကယ်တော့ဒါပေမဲ့လေဒီမှာဝါနေတယ်ဆိုတော့နော်အဲ့ဒါတစ်ချက်ကြည့်ရမယ်ဆရာကြီးကိုတစ်ချက်ကြည့်ရမယ် तू ကလေ assist နော်ဒီမှာgo score နဲ့ assist နဲ့ကိုရတာနည်းခဲ့တယ်ဒါပေမဲ့အမှတ်ကများတယ်မပြီးတော့မနစ်ကတော့သူ့ရဲ့ဈေးကလုံးဝ fight တောင်မဖြစ်ဘူးလို့ထင်တယ်ဒီနှစ်ကတော့ကြည့်ပါအောင်မှက 5.5 တောင်ဖြစ်နေပြီကွယ်โอเค तू ကအဲ့ဆိုရင်စနလာတယောက်ကိုရွေးမယ်ကွာဒီမှာအဲ့မှာဟိုကနေတော့ရှာရအောင်တင်းနဲ့တော့ရှာလို့ရတယ်နော်အဲ့ဒါကြီးကမြန်မြန်ဆန်လုပ်ဖြစ်မှာဟာပါနော်ဒီမှာအဲ့ဒီမှာဒီမှာဟိုကနေပါသွားပြီးကြည့်အောင်မယ် total point နဲ့ပါသွားပြီးကြည့်အောင်မယ်နော် total point နဲ့ကြည့်မယ်ဈေးနဲ့ကြည့်မယ်130ဆိုတာမစိုးလို့ပြောလို့ရတယ်130ဆိုတာများတယ်လို့ပြောလို့ရတယ်မှာပါဘာဖြစ်လို့လဲဆိုတော့ all player တွေကိုကြည့်လိုက်ပြီးတော့ total point ကိုကြည့်လိုက်160 200နော်130ဆိုတော့ဟိုဖြစ်နေတာနော် okay တော်မယ်ရှိရဗျဒါပဲသွားနေအောင် defense ကိုသွားချင်တာအဲ့လောက်ပါ okay defense ကိုပြတ်သွားလိုက်ပြီ defense ကိုရောက်ပြီမ130ဆိုရင်နော်သူတွေရသေးလဲကြည့်လိုက်မယ်4.5 ထဲမှာ4.5เนาะ Crystal Palace ရှိတယ်4.5ကတော့သူ့ကိုကြိုက်တယ် Mitchell ကိုပါကြိုက်တယ်4.5 4.5နဲ့မှာစဉ်းစားစရာတော့ဒီမှာပဲเนาะ Crystal Palace က4.5နဲ့ဒီလောက်ဆိုတာတော်တော်စဉ်းစားဖို့ရှိနေဖြစ်သွားပြီတွေ့သွားပြီ Sunderland ကိုနည်းနည်းဖိထားလိုက်မယ် Everton နဲ့လည်းတွေ့မှာဆို okay let's see 4.5နဲ့ကျွန်မတရားကိုရွေးလိုက်မယ်เนาะနောက်တန်းပြီးသွားပြီရှေ့တန်းမှာရမယ်အလဲကိုသွားကြမယ်ခင်ဗျာအလဲကိုသွားမယ်ဒီမှာတော့အခုဒီမှာစလာတော့မရှိဘူးဖာနန်တယ်ကျွန်တော်ဒီနေ့တင်ခင်းနဲ့စလိုက်တယ်ဖာလန်နေလားစာလန်တော့မရှိတော့ဖာလန်ချင်းလို့အဲ့လိုလားကြည့်ပါအောင်ဖာနန်တက်ရဲ့ဈေးရလေ12.0တယ်ကွာကောင်းပါတယ်သူတို့နော်ဟိုဖြစ်တာဒါပေမဲ့ကျွန်မဖာနန်တက်ကိုမရှိပါဘူးဒီဖာနန်နဲ့မကြိုက်ဘူးမေယူပြိတ္တတွေတော့ကောင်းပါတယ်ငယ်လေကိုမေယူပြိတ္တမဟုတ်ပါဘူးဘာပြိတ္တမှမဟုတ်ပါဘူးဒီကဟိုဇာတ်သမားလေးတွေရွေးကြမယ်နော်โอเคစီမီညိုပဲရွေးလိုက်မယ်နော်စီမီညိုကျွန်မကြိုက်တယ်မန်ယူကရွေးမယ်ဒါပေမဲ့အာဆင်နယ်ကနေယူတော့โอเคဒီမှာ total point နဲ့ယူထားတာနော် total point အန်ဒါဆန်မစီတီရောက်လာတယ်ခင်ဗျာဒါပေမဲ့စီမီညိုနဲ့အဲ့လိုမျိုးဇာတ်သမားကြီးရန်ထက်နေရယူလို့ကြောက်တယ်အဆင်မပြေဘူးနော်ပြီးရင်နောက်တစ်ခုကတော့support line ကိုတစ်ချက်စဉ်းစားမယ်စဉ်းစားတယ်ဟုတ်တာ။ဘာလဲဆိုတော့ sports line ကအခုကဆာလာလည်းမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်သူကနောက်တန်းကိုဘယ်လိုပြောမလဲသူ့မှာလောက်ွက်တွေရှိတာသူကသိရမလားအရင်တော့အဲ့လိုမျိုးလေတနေရာလေးမှမဟုတ်တော့သူ့မှာလောက်ွက်တွေရှိတာမှာဆိုတော့သူ့လည်းစဉ်းစားတယ်နော်သူ့ကြိုက်တယ်
ထည့်ကြည့်လိုက်မယ်လေ okay let's go ဟာတွေ့ရခင်ဗျာရောဂျာကြိုက်တယ်ရောဂျာလည်းစောင့်ကြည့်တယ်လေဟာပြီး Bruno ဟာလောက်ကုန်ပြီလောက်ကြပါအောင်ထည့်ပြီကွာထည့်ပြီရောဂျာထည့်ပြီကွာနော်အဲ့ဒါတော့ခဏနေလိုက်အောင်စီမီညိုခေါ်ထားဆိုတော့နော်ဟာလန်နဲ့ထည့်ထားဆိုတော့သူ့တော့ခဏထားလိုက်အောင်စကားတို့ကတော့လည်းတိတ်ခင်မရှိတော့ဘူးလို့စိတ်ထဲမှာဖြစ်နေတယ်မန်ယူလို့ထည့်မှရမှာကျွန်တော်ပြောင်းရုပ်ထည့်အဲ့တော့ဟိုထွဲဆိုတော့ကျွန်တော်အဲ့လောက်ကြည့်ကြမှာဖြစ်တော့နော်โอเคရှေ့တန်းလေးကိုသွားလိုက်အောင်နော်ကျွန်တော်ဒီတစ်ခက်တလေရေးလိုက်ကြပါနော်ဂျာယိုပရိုသဘောကျပါတယ်ရှင်ဘယ်လိုလောက်ကြမလဲဂျာယိုပရိုရဲ့ပွဲစဉ်လေးကိုချက်လောက်တက်ကြည့်လိုက်အောင်ရှင်ပွဲစဉ်ကလည်းမစိုးဘူးလို့ပြောလို့ရတယ်ထည့်ပြီကွာထည့်ပြီအခုနော်1 2 1 2 1 2 1 2ကျွန်မမှာ double တွေများနေတာပေါ့နော်အဲ့ဒါလည်းနည်းနည်းတော့စဉ်းစားရမယ်ပေါ့ဒါပေမဲ့ okay ဘယ်လောက်ပတ်စံဘယ်လောက်တင်လဲ 4.5 တက်ပဲကျွန်တော်4.5တက်လုံးအခုတီးပဲတွေ့လားကိုယ့်ရဲ့ pitch scale ကိုတစ်ချက်ချိုးလိုက်အဲ့ဒါကတော့နည်းနည်းအရင်တော့အာမပေးသေးဘူးပေါ့နော်ဒါတော့ fast track ဆိုတော့လောက်လိုက်တော့မယ်နော်ဘာလို့လဲဆိုတော့ဟိုအရင်နေလောက်ကြောက်ကုန်မှာဆိုကြည့်လိုက်လေဟာလန်ပါတယ်စင်မြူပါတယ်လိုက်ပါတယ် Bruno Roger Mobamo Jairo Pedro ဟုတ်တယ်တိတ်တော့အရင်အများပဲမယ် it's okay okay forward ရှေ့ကနေ4.5ကိုမြန်နေတော့လိုက်တော့နော်4.5ကိုတော့မယ်ဆိုရင်ဘယ်လိုရှိလဲသူမှမရှိပြောတယ်ကျွန်မစပါးနေတော့တယောက်ထည့်လို့မရတော့ကျွန်မထိတ်ဆုံးရပဲတယောက်ပဲထည့်လိုက်တော့လာစားနေကြောက်ပြီးတော့နော် okay ဆိုတော့ဒါလေးကိုကျွန်မယူလိုက်ပါမယ် underscore လုပ်လိုက်ပါပြီနော် underscore လုပ်လိုက်ပါပြီပြီးရင်တော့ဒီမှာဒါလေးကိုလည်းနည်းနည်းထည့်ပြောလိုက်ပါနော်။ဘာလဲဆိုတော့ကြတော့ဒီမှာဒါတိတိတလူပဲ captain ဆိုလို့ရှိရင် captain เนาะဒီ captain ကလူမပါဘူးဆိုလို့ရှိရင် assist ဘယ်သူ့ကိုထားလဲဆိုတာပုံမှာမူတည်ပြီးတော့ဒီမှာ vice captain ရှိမယ်เนาะ vice captain ဒုတိယဒီ vice captain ကဒီ captain ဆိုလို့ရှိရင်နှစ်ဆရတာ哦သူကဟာလန်နာမစောခဲ့ဘူးဆိုလို့ရှိရင် vice captain က captain ဖြစ်သွားပြီးတော့သူ့ရဲ့အမှတ်ကိုနှစ်ဆရမှာပေါ့เนาะဆိုတော့အဲ captain vice captain ကိုလည်းတေချာလေးတတိပြုပြီးတော့တေချာပေးဖြစ်ဖို့ရေးကြည့်ပါတယ်ပေါ့เนาะvice captain ကိုပေါ့နော်အဓိကကတော့ဒီနှစ်ကတော့ကျွန်မ vice captain ကိုထည့်ထားတဲ့ကောင်လေးပေးလိုက်မှာခင်ဗျာအဲ့လေ okay mobile mode တော့ကျွန်မထည့်ကျင်တယ်လေထည့်ကျင်တယ်အဲ့ဒီမှာကျွန်မတို့စဉ်းစားပြီဆောနာကျွန်မပြောသွားကျွန်မရဲ့ formation ကဘယ်ကောင်ကိုတော့ဆော့ကျင်တာလဲဆိုတော့စဉ်းစားပါဆိုတော့ menu တော့ထည့်မှရမှာဘာလို့လဲဆိုတော့ oh my goodness အမစဉ်းစားကုန်ပြီနော်ကျွန်မနောက်တန်းကိုကျွန်မနည်းနည်းလေးစဉ်းစားမှရမှာ home away ဒီလိုထည့်ထားကြည့်လိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်ကျွန်မပြောင်းနေရတယ်တွေ့လားမသိဘူးเนาะဒီလိုမျိုးကြီးလဲဒါလေးကိုလည်းသတိထားပါဘာလို့လဲဆိုတော့ဒီကနောက်တန်းမဝင်လို့ရှိရင်ရှေ့ဆုံးကတယောက်ကဝင်မှာ哦ဆိုတော့အဲ့ဒီလူကအမှတ်မရတဲ့သူဖြစ်နေမှာဆိုပါတယ်ပေါ့နော်ဆိုတော့အဲ့အမျိုးတွေထား okay ဒါကတော့ confirm လုပ်လိုက်ပါပြီ save my team လုပ်လိုက်မယ်เนาะ team လေးကဟိုရရှိသွားပြီပဲဖြစ်ပါပြီဒီအခြေအနေပေါ့နော် first page ကိုကြိုက်လားမကြိုက်ဘူးလားကိုယ့်ရဲ့သင်ကရောဘာတွေ pick ထားလဲဘယ်သူတွေပါနေလဲမှန်ခဲ့ပေးပါအောင်ပြီးလေး FB ကနေပြီးတော့ link ထောင်ပြီးတော့လဲဆော့ပြမယ်ဆိုလို့ရှိရင်လည်း page လေးမှာပြပြပေးမှာဖြစ်တဲ့အတွက်ကြောင့် page လေးကိုလည်း like and follow လေးလုပ်ထားပေးပါအောင်ဘောပွဲ page လေးဆိုပြီးတော့comment မှာလည်း link လေးချထားပေးပါမယ်ပြီးရင် Fantasy Premier League Community Group လေးကိုလည်း link လေးချထားပေးပါမယ်ဒီရဲ့ video တွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင် YouTube မှာ Kplays FPL ဆိုပြီးတော့ Fantasy Premier League ကိုဘယ်လိုဆော့ရမလဲဘယ်လိုမျိုးအကောင့်တွေဖွင့်ရမလဲဒါမျိုးလေးတွေကိုသိစိတ်ပြောထားတဲ့ video လေးတွေရှိပါတယ်တော့ရောက်ကြည့်ရှုလို့ရပါတယ် Okay အားလုံးပဲ bye bye ပါ